အားလုံးမင်္ဂလာပါဒီနေ့ဗီဒီယိုလေးကစကွင်စိုက်ကြီးကြီးနဲ့ tablet လေးရှာချင်နေဆိုရင်ဒီဗီဒီယိုလေးကခမောက်တော့ဖြစ်မှာပါဘာဖြစ်လို့ဒီစကားပြောလဲဆိုတော့မီဇူးက2024လောက်ကနေပြီးတော့မှဒီမစ်ဆက်ပေးလိုက်တဲ့မီဇူးအဘလူးပတ်တူကဈေးနှုန်းအနေနဲ့ကြည့်မယ်ဆို9သိန်းဝန်းကျင်ပဲရှိတယ်စကွင်စိုက်က17လက်မှလောက်ရှိပြီးတော့မှ resolution ခက်ကောင်းကောင်းလေးနဲ့ဒီ Netflix တွေ YouTube တွေ social media တွေ Zoom meeting တွေအတွက်ဆိုရင်တော့တော်တော်လေးကိုအဆင်ပြေပါတယ်အဲ့တော့ကိုက Netflix တွေရုပ်ရှင်တွေကြည့်တာတွေဝါသနာပါတယ်မန်ဂါဖတ်တာဝါသနာပါတယ် Zoom meeting တွေအတွက်လည်းလိုအပ်တယ်ဆိုရင်တော့ဒီမီဇူးရဲ့ Unblue တူလေးကိုဝယ်ထားမယ်ဆိုရင်တော့ဒါတော်တော်လေးအဆင်ပြေကိုယ့်ရဲ့ဒီတတမမီအတွက်ဝယ်ခြင်းနဲ့နောက်ကိုယ့်ရဲ့ညီငယ်ညီမလေးတွေအတွက်လည်းဝယ်ခြင်းနဲ့ဆိုရင်လည်းလုံးဝ budget save ဖြစ်ပါတယ်အဆင်ပြေပါတယ်ကတ်ကြီးကြီးပေါ့နော်17လက်မှတောင်ရှိတယ်ဆိုတော့လေဒါတော်တော်လေးအဆင်ပြေတယ်ပေါ့နော်အားကြောင့်မို့ကျွန်တော်ကဒီမှာ recommend ပေးခြင်းလို့ okay အဲ့တော့ကျွန်တော်တို့အဓိကပိုင်းကိုသွားမယ်အရင်ဆုံး design ဘက်ကနေစပြောပါမယ် screen size က17လက်မှရှိပြီးတော့မှ IP ရဲ့ LCD ကိုအသုံးပြုထားတယ် resolution အနေနဲ့တော့1280နဲ့800ဖြစ်ပါတယ်ဒီ budget ဒီ tablet တွေ budget phone တွေတဲ့စာရင်တော့ resolution ကတော်တော်လေးကိုမြင့်တဲ့ထဲမှာပါတယ်အဲ့တော့ကျွန်တော်ဆွေးရပြောတဲ့အတိုင်းပဲစိုက်ကြီးပါတယ်17လက်မှဆိုတော့နည်းနည်းတော့ကြီးမဟုတ်ဘူးနော် S-Stone ကြီးပေါ့နော်အကိတ်ကြီးလို့ပြောလို့ရတယ်ပေါ့နော်အဲ့တော့ performance ဘိုင်းကိုပြောမယ်ဆိုရင်တော့ကျွန်တော် Unisoc ရဲ့ T606 ချစ်စက်ကိုအသုံးပြုပြီးသားပြီးတော့ RAM အနေနဲ့က 4GB ပါတယ် ROM အနေနဲ့ကတော့ 128GB ပါပါတယ်အဲ့တော့ RAM 4နဲ့ ROM 128GB ဆိုရင်တော်တော်လေးကိုအများကြီးထည့်လို့ရတယ်ဓာတ်ပုံတွေဗီဒီယိုတွေတော်တော်လေးကိုစတယ်ပေါ့နော်အဲ့လိုပြောလို့ရတယ် SD ကလည်းစိုက်လို့ရတယ် SD က 1TB စိုက်လို့ရတယ်ဆိုတော့ data တွေသိမ်းဖို့အတွက် data တွေတူလောင်ဖို့အတွက်ဆိုရင်တော့တော်တော်လေးကိုအဆင်ပြေတယ်လို့ပြောလို့ရတယ်ပေါ့နော်သူ့ရဲ့ user interface ကတော်တော်ကောင်းတယ်ပြီးတော့ကျွန်တော်တို့ဒီ Google Play Store ကကျွန်တော်တို့တခါတည်းပါပြီးသားပေါ့နော်တို့မပါစရာမပါလို့စိတ်ညစ်ရမယ့်ဒုက္ခတွေမရှိတော့ဘူး Play Store ပါလာတဲ့ခါကျတော့ကျွန်တော်တို့ဒီ app တွေ download ချတာတွေတခြင်းတွေ download ဆွဲတာတွေအရန်လွယ်သွားတယ်ပေါ့နော်တက်ပါဒီ application တွေသုံးစရာမလိုတော့ဘူးပေါ့နော်ကင်မရာပိုင်းကြည့်မယ်ဆိုရင်တော့လေကင်မရာပိုင်းကလည်းအရင်စိတ်ညစ်စရာမရှိဘူးပေါ့နော်ဘာလို့ဆိုတော့ main camera အနေနဲ့က30 megapixel ပါတယ် selfie camera အနေနဲ့က5 megapixel ပါတယ်ကင်မရာအနေနဲ့ကြည့်မယ်ဆိုရင်တော့သူ့ရဲ့ဒီဈေးနှုန်းဝန်းကျင်ရ tablet တွေထဲမှာဆိုရင်တော့ဒါမစိုးဘူးလို့ပြောလို့ရတယ် selfie camera အနေနဲ့ကလည်းကျွန်တော် zoom meeting တွေမှာဆိုရင်လည်းဒီ5 megapixel ကတော်တော်လေးအလုပ်ဖြစ်ပါတယ်နောက်တစ်ခုကြည့်ရကျွန်တော်တို့ video call တွေကျွန်တော် zoom meeting တွေအတွက်ဆိုရင်တော့နောက်ဒီ audio support ကလည်းအဆင်ပြေတယ်ဟော audio ဘိုင်းမှာဆိုရင် speaker နှလုံးပါတယ် movie တွေကြည့်တဲ့အခါမှာလည်းအတန်ကလုံးဝဒီ studio speaker ဆိုတော့လည်းအဆင်ပြေတယ်နောက်တစ်ခုက battery ပိုင်းဆိုင်ရာကြတော့လည်းအခု Unisoc T606 ကသူ့ရဲ့ SoC ကကြတော့ battery တိတ်မစားဘူး battery ကြာခံမဲ့အနေထားရှိတယ်အဲ့တော့ battery ampere က8000 mAhပါတယ်တနေ့လုံးကျွန်တော် YouTube တွေ browser တွေ online class တွေ Zoom meeting တွေလုပ်မယ်ဆိုရင် battery 8000 mAh ကတော်တော်လေးကိုခံတယ်တော်တော်လေးကိုပြီးတော့အားသွင်းတာလည်းမြန်တယ်ဘာလို့ဆိုတော့ကျွန်တော် USB Type C ဖြစ်သွားတယ်ပေါ့နော် USB 2.0 မဟုတ်ဘဲနဲ့ USB Type C ဖြစ်တဲ့အတွက်ကြောင့်လည်းအားသွင်းတာလည်းမြန်တယ်အားတွေခဏသွင်းနေစရာလည်းမလိုဘူးပေါ့နော်တနေ့ကုန် YouTube ကြည့်မယ်တနေ့ကုန် movie ကြည့်မယ်ဆိုရင်လုံးဝအဆင်ပြေတယ်ကျွန်တော် Mizu Unblue ပတ်2မှာကဒီဈေးနဲ့ဒီ spec တွေကကျွန်တော်တို့လုံးဝဒီတန်တယ်လုံးဝ recommend ပေးလို့ရတဲ့အနေအထားတွေဖြစ်တယ်ပေါ့နော်အဲ့တော့တန်တဲ့ထဲပါတယ် budget စစ်ပြတဲ့ထဲပါတယ်ပေါ့နော်Okay အဲ့တော့ဒီဗီဒီယိုလေးတော့ဒီလောက်ပါပဲအဲ့တော့အခုကြည့်နေတဲ့သူတွေထဲမှာ Mizu Unblue ပတ်2လေးသုံးခုတဲ့လူရှိရဆိုရင်အောက်မှာ comment မှတ်ပြီးတော့မှအတွေ့အကြုံလေးတွေမျှဝေသွားပေးပါသုံးဖို့တဲ့သူတွေကကျွန်တော် user experience တွေကိုအောက်မှာ comment မှတ်ပြီးဖြေသွားပေးပါသူရဲ့ဒီ performance တွေသူ့ရဲ့ဒီသုံးတဲ့ user experience တွေကဘယ်လိုနေလဲဆိုတာကိုသုံးဖို့တဲ့သူတွေတိုင်းအောက်မှာ comment လေးမှတ်ချက်လေးရေးသွားပေးပါကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုတွေဆက်တွေ့တာပေါ့